လေအကြီးကြီးလောက်ွားလေအခု2026လောက်ဖြစ်သွားတယ်ငလေကဘယ်ချိန်မှမလုပ်သေးလိုင်းကမရတော့ဆိုပြီးတော့ဂိမ်းလေးတောင်းပြီးဂိမ်းနဲ့တော့ဆော့ရတယ်ဟိုပါလေကျော်စံနဲ့ပြန်သွားရင်ဆိုတော့ကျူလာဟိုပါကျော်စံနဲ့မပြောင်းဆိုရင်တော့မကြည့်လို့ရတယ်ရဲ့အဲ့ဒါဟာဒီကိုပြောင်းမယ်ဆိုရင်တော့အင်တာနက်လေးပါရတော့ထည့်ဖို့စီစဉ်နိုင်အိုးဟိုဘက်ပြောင်းချင်တယ်ဆိုလိုင်းကမမီဘူးပေါ့မမီတော့အင်တာနက်လေးပါရတော့လုပ်ပေးရမယ်ဟုတ်အင်တာနက်လုပ်လို့ရှိရင်တို့ကဘယ်လိုလုပ်နားနဲ့တော့အောင်မယ်မနဲ့ဒီစလေးလဲဘေးမှာနေရလွတ်နေအနေရပြောင်းချင်တဲ့လူတွေအင်တာနက်တွေshare ရမှာပဲအင်တာနက်တွေထည့်ရမှာအဲ့လိုဒီနေ့လာပြောတာဘာဖို့လဲဆိုတော့သူ့ကအဲ့ကြည့်လို့မရအပေါ်ကလူတွေဆိုရင်လေပြောလို့မရတခါအိတ်လိုက်ဒုံတခါအိတ်လိုက်အပေါ်တွေဒုံနေပဲဟိုမစင်းတော့တာကိုကမှတော်မလုပ်တယ်နဲ့တပလက်ဖုန်းဘာဖန်ကြီးအိုးဒီအရွယ်6နှစ်နဲ့4လပဲရှိသေးရဲ့ခလေးပဲရှိသေးလမ်းပြီးတော့ကားလိုက်အဆွန်ရင်ဒါလေးပြောနေတာဆိုတော့တခုတည်းမေးစားရှိကိုမကိုကစလေးလောက်လွမ်းလာပြီဆိုရင်ဒီအိမ်ကိုပြောင်းမှုစီစဉ်ရှိရရှင်သူစလေးလွမ်းနေပြီဆိုရင်သူလာလို့မရဟုတ်တန်းပြီးတော့အိမ်ပြောင်းမှုပဲရစလေးလိုက်ကိုမထားခြင်းအပိုင်နေခြင်းနဲ့ဆိုရင်နော်ပစ္စည်းကိုဘေးနားမှာနေရလွတ်နေမှာချပြီးတော့နေရပါပဲနော်အချိန်မှာကိုတနင်္ဂနွေကိုအရင်ကပြောင်းတဲ့နေရာမှာလွမ်းလာပြီဆိုရင်အမထပ်ပြောင်းလို့မရတော့လူတယောက်ကဝင်လို့ရပြီဆိုရင်ပြောင်းမှမရတော့ဘဲနဲ့တော်အခက်ခဲဖြစ်တယ်ကိုကဒီရပြေးလို့မရ